ဆုံး Pro မာနီရှာနဲ့တွားယူပါမယ် Hello 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 ဒီပိုင်းမှာရပြီလက်ထောက်တစ်ခုပဲတောင်းလိုက်တာမလား ဟုတ်တယ် အဲ့ဒီမှာသူကြောက်လာပြီကိုကြောက်လာညင်လိုက်တာကျဲတဲ့လောက်ထားခဲ့လို့ရပါတယ် စိုက်သလားဟောအလှူလားအလှူရမှာ donation ဟိုလည်းတော့ပါအနာချက်ရှိလား အဲ့ဒါချက်ဘာလဲမောင်းမှာပေါ့ ဟာရှစ်ခုလှူမယ်ဗျာရမ်းပေါ်နေရနော် အဲ့ဒီပေါ့ လှူမယ်မလှူလိုက်ရနော်ခံမောက်တာပါနည်းနည်းဝင်လှူလိုက်မယ် 3 start လာဒီမှာလှူလိုက်ပြီမြတ်သွားရော မြက်ဘူးလို့မြက်ပါလား မြတ်တာဟို အဲ့သူများရဲ့အဲ့ဒါဟိုတမ်းမတော့ ပမာလင်းဘိုင်ဘိုင် bye Electra ရပြီဆိုတော့ Mountain နဲ့ Unbreaking ထဲကို Pro ရိုးရှိသွားမယ်အိုးစိတ်မပူပါနဲ့ဒီတစ်ခေါက်တေလို့ဖုံးသွားမို့တော့ပါဘူးဗျဘာလို့လဲဆိုတော့ကြီးစုသူရဲ့ audience တွေကိုဗီဒီယိုလေးတင်ပေးရအောင်မယ်လေဟုတ်တယ်မလားအဲအတွက်ကြောင့်ဗီဒီယိုလေးထပ်တင်ပေးဖို့အားရှိအောင် Mari အတွက် like subscribe လေးနှိပ်ပေးပါအောင်ဗျဒီတစ်ခေါက်ပစ္စည်းတွေပြန်ရရဆိုတော့အဆင်တော်ပြေပါရဲ့ဘယ်နားမှာလဲ Unbreaking 3နဲ့ Mountain wow bro you buy လုံးနေရလဲလို့ Oh my god ဟောရမိုက်တယ်ဟဲဟဲ Okay Emerald ကိုယူပြီးသွားလက်ပြီးဒီမဆိုးပါတယ် bro yo ဒီမဆိုးပါနဲ့ bro yo ရေလိုအပ်လို့ပါ Okay ဟဲဒီကနေမင်းလက်ကမယ်အိမ်ပြန်ရောက်တော့ Pro ခိုးပေးရနေပြီးတော့ကျွန်တော်ရဲ့ EXP fan သုံးကျင်လဲဆိုလို့ဘယ်လိုသုံးရလဲဆိုတော့တင်ပြီးလိုက်ပါသေးတယ်ဒီ blog မှာ AFK ဒီ blog မှာမှအဲ့ဟိုဘက်က spawner activate ဖြစ်တာမို့လို့ဒီ blog เนาะသူ့ကိုတင်ပေးပြီးတော့ EXP fan ရဲ့ဝင်ပေါက်ထွက်ပေါက်ကိုကြည့်တော့မလှမပနဲ့ဘေးကတစ်ပင်နေနဲ့အဲ့